မင်္ဂလာပါ KG မိမိအကြောင်းဒုတိယဘက် D4 မှာသင်ကြားရမယ့်သင်ခန်းစာတွေကတည်တမျှပြောမယ်ကစားနည်းဖြင့်ကစားခြင်းကျွန်တော်အမေလားခမညာပုံမြင်ကိုကလေးတူချင်းစဉ်ပြောစီခြင်း Good morning ကြပြကိုဆရာဦးဆောင်မှုဖြင့်နှစ်ယောက်တွဲတွဲ၍ပြောခြင်းပညာကစားနည်းကိုကစားခြင်းပုံသဏ္ဍာန်တူပစ္စည်းများစုခြင်းအနားယူမယ်ပြီးရင်တီးဆိုခြင်းတနေ့တာနှစ်ချုပ်ဆိုပြီးတော့ဒီနေ့သင်ခန်းစာမှာသင်ကြားရပါမယ်တည်တမျှပြောမယ်ကစားနည်းဒီကစားနည်းအကြောင်းကိုရှေ့ဗီဒီယိုမှာတရှင်းပြောခဲ့ပြီးပြီနော်ဆရာကကြိုက်နှစ်သက်ရမိခွန်းတွေကိုကိုညံရှိတယ်လို့မေးလို့ရပါတယ်ကလေးတွေကသူတို့သိတာကိုဖြည့်ပေးမယ်ပေါ့နော်ဥမာဈေးထဲကိုသွားရင်ဈေးထဲမှာတွေ့ရတဲ့မုတ်ဒီပြောပြပါဆိုသူတို့သိတယ်လို့ပြောမယ်ငါကလေးတွေဘယ်နှမျိုးသိတယ်လဲငါကလေးတွေဒီမှာဘာငါကလေးသိလဲငါနာမည်လေးတွေသိတယ်လို့ပြောပြအဲ့လိုမျိုးပေါ့နော်ဆရာကကိုကလေးကိုဟိုပေါ့နော်သိချင်းသူတို့ကိုမေးမယ်သူတို့ကလည်းသူတို့သိတဲ့များကိုပြောမယ်အများဆုံးပြောနိုင်တဲ့လူပြောနိုင်တဲ့လူတွေကိုဆရာကချီးကျူးပေးမယ်ပေါ့နော်မိခွန်းလေးတွေရောမထပ်စေဘဲနဲ့မိခွန်းလေးတွေပြောင်းပြီးတော့မေးဖို့တော့လိုပါတယ်ကျွန်တော်အမေလားခမညာပုံမြင်ကိုကလေးတူးချင်းစီပြောစီခြင်းဆရာကမေးပါမယ်ကျွန်တော်အမေလားခမညာပုံမြင်ကိုပြောချင်တဲ့လူရှိကြလားအိမ်မှာကလေးတွေကနော်ကျွန်တော်ပြောချင်ပါတယ်သူပြောချင်ပါတယ်ကျမပြောချင်ပါတယ်တမီးပြောချင်ပါတယ်တားပြောချင်ပါတယ်အဲ့လိုရှိရဲတွတ်တဲ့ကလေးတွေပေါ့နော်ဘသူကပြောတတ်လဲပြောချင်တဲ့ကလေးတွေရှိရင်ပြောချင်တဲ့သူရှိရင်လက်ညှိုးထောင်းပြီးရင်အလှည့်ကျဆရာကပေါ့နော်ပြောခိုင်းမယ်ပေါ့နော်ကလေးပုံပြီးပြောနေတဲ့အချိန်မှာလိုတဲ့နေရာလေးရောဆရာဝင်ပြီးတော့သူ့ကိုထောက်ပြီးမယ်ပေါ့နော်ကူညီပေးမယ်ပေါ့နောက်ထပ်ပြောချင်တဲ့ကလေးတွေရှိရင်လည်းအလဲကျအဲ့လိုပြောခိုင်းမယ်ဆရာနဲ့အတူတူပြောနိုင်တဲ့ကလေးတွေရှိတယ်ဆိုရင်ပေါ့ပြောခိုင်းမယ်ပေါ့နော် Good morning ကြပြကိုဆရာကြီးဦးဆောင်မှုဖြင့်နှစ်ယောက်တွဲတွဲ၍ပြောခြင်းGood morning ကြပြကိုဆရာကတဒန်းလုံးအမူအရာနဲ့အရင်ဆုံးယူဆိုမယ်ပြီးလို့ရှိရင်ကလေးတူကိုအတန်းရှိကိုခေါ်လိုက်မယ်ဆိုဘောနော်ဆရာကလေးကို Good morning ကြပြအပြန်လန်းဆရာနဲ့အဲ့လိုမှပြန်လန်းယူဆိုပြီးတော့နမူနာပြနှုတ်ဆက်ပြမယ်ပေါ့နော် Good morning to you ဆိုကလေးကလည်း Good morning to you အဲ့လိုမျိုးပေါ့နော်အပြန်လန်းနှုတ်ဆက်မှာ Good morning ပေါ့အဲ့တော့တဦးနဲ့တဦးနှုတ်ဆက်ပြောချင်တဲ့လူတွေရှိလားအဲ့လိုရှိတဲ့ကလေးတွေကိုရှေ့ကိုဖိတ်ခေါ်ပြီးတော့တဦးနဲ့တဦးအပြန်အလှန်နှုတ်ဆက်ပြောခိုင်းမယ်လိုအပ်တဲ့နေရာမှာဆရာကကိုကြီးပံ့ပိုးပေးမယ်ကလေးတွေကိုမှတ်ဉာဏ်ကစားနည်းကိုကစားခြင်းအရင်ဆုံးဆရာကစာသင်ခန်းထဲမှာရှိတဲ့မြင်ရတဲ့ပစ္စည်းတွေကိုအရင်ဆုံးမေးပါမယ်စာသင်ခန်းထဲမှာဘာပစ္စည်းတွေရှိလဲကလေးတွေကစာသင်ခန်းထဲမှာရှိတဲ့ဥမာပါဘီဒူကြောက်တင်ပုံစပွဲခုံနောက်ထမင်းကြားရေဘူးသူတို့အလူရက်သူတို့ပြောကြပါလိမ့်မယ်အဲ့လိုပြောပြီးတဲ့အခါကျရင်ဆရာကနောက်တစ်ခေါက်ကကျတော့အတန်းပြင်ကိုထွက်ပြီးတော့ပတ်ဝန်းကျင်မှာမြင်ရတဲ့အရာကြီးပြောခိုင်းမယ်ဥမာသူတို့ကပြောပါလိမ့်မယ်တစ်ပင်ပတ်ဝန်းကျင်မှာသူအပြင်မှာဆိုရင်အပြင်မှာတွေ့ရတဲ့ပစ္စည်းတွေသူတို့ပြောမယ်နော်ဘာတွေမြင်ရလဲအဲ့တော့ဘလို့သိတာလဲကလေးတို့မေးမယ်လိုက်ကြည့်လို့သိတာပေါ့ဗောနော်အဲ့လိုကြည့်လို့သိတယ်ဘာနဲ့ကြည့်ရလဲအဲ့လိုကနေမျက်လုံးနဲ့ကြည့်ရပေါ့နော်ကြည့်ပြီးတော့မှတ်တယ်ပြောတယ်အဲ့လိုကနေတစ်ဆင့်ပေါ့နော်ဆရာကမိခွန်းလေးတွေမေးမယ်ပြီးမှဆရာကအတန်းရှိမှစပွဲတစ်လုံးချပြီးတော့ဗောနော်အဲ့ဒီစပွဲပေါ်မှာပစ္စည်းလေး5-6မျိုးကိုတင်ထားပြီးတော့ကလေးတွေကိုအုပ်စုလိုက်ခေါ်ပြီး9ယောက်6ယောက်အဲ့လိုတစ်ဖွဲ့စီတစ်ရှယ်ကတော့အဲ့လိုတစ်ဖွဲ့စီခေါ်တယ်ဗောနော်တင်ထားပြီးတော့ကလေးတွေကြည့်ခိုင်းမယ်ကြည့်ပြီးတော့သူတို့ကိုအချိန်ပေးလိုက်မယ်ဗောနော်ပေးပြီးတဲ့ခါကျရင်ကဲကြည့်ပြီးဆိုရင်မျိုးလုံးကိုမိတ်ထားပါပြီးဆရာအဲ့ဒီပစ္စည်းတွေကတစ်ခုကိုယူပြီးတော့ဖွက်ထားလိုက်မယ်ပေါ့နော်စပွဲအောက်မှာဖြစ်ပြီးကိုယ့်ရဲ့လက်အနောက်မှာထားပြီးတော့ပြီးမှကလေးတွေကိုမျက်လုံးဖွင့်ပြီးတော့ဒီထဲမှာပစ္စည်းတစ်ခုရော့သွားတယ်ပေါ့နော်ဆရာယူထားတယ်ပေါ့အဲ့ဒီပစ္စည်းကဘာပစ္စည်းလဲဆိုတာကိုကလေးတွေကိုဖော်ထုတ်ခိုင်းပါမယ်အဲ့လိုပဲပစ္စည်းတစ်ခုပြီးတစ်ခုအဲ့လိုပေါ့နော်ဖယ်ပြီးတော့ကလေးတွေကိုသူတို့စဉ်းစားခိုင်းတွေးခိုင်းပါပေါ့နော်ဒါမှတ်ဉာဏ်ကစားနည်းဖြစ်ပါတယ်ပုံသဏ္ဍာန်တူပစ္စည်းများစုခြင်းဒီသင်ခန်းစာအတွက်ဆရာကမနေ့ဖြန်လို့တင်မယ်ဆိုရင်ဒီနေ့ဂျာတာပရီနေ့သင်ခန်းစာဆိုရင်တောက်ကြနေညကလေးကညနေကလေးကမှာလိုက်ပါမယ်အိမ်ကနေမနော်ဒါမှမဟုတ်ရင်ကျောင်းပတ်ဝန်းကျင်ကနေတရွက်မျိုးစုံကိုယူလာခဲ့နော်တရွက်စီပေါ့နော်တယောက်တရွက်စီယူလာခဲ့ယူလာတဲ့တရွက်ပုံသဏ္ဍာန်မျိုးစုံကိုသူအတန်းရှိမှစုပြီးတော့ပုံထားမယ်ပေါ့နော်ပြီးရင်ဆရာကအရင်ဆုံးပေါ့နော်ပုံစံတူတဲ့တရွက်တွေစုစည်းတာကိုနမူနာလုပ်ပြမယ်ဥပမာပေါ့နော်အရွယ်တူတဲ့တရွက်ကလေးတွေကိုရွေးပြီးတော့ပုံပြတာမျိုးလို့နော်ဖိတ်အခုချင်းတီးတန့်ထားတာမျိုးပေါ့နော်ဆရာကအရင်လုပ်ပြမယ်ပြီးလို့ရှိရင်ကလေးတအူးကို
ကဲရောပုံထားတဲ့တရွက်ထဲတယောက်တရွက်စီလာပြီးတော့ယူခိုင်းမယ်ပြီးလို့ရှိရင်တရွက်ပုံစံသူပေါ့နော်တရွက်ရတဲ့သူချင်းချင်းစုစည်းပြီးတော့အုပ်စုဖွဲ့ခိုင်းမယ်ပြီးရင်အုပ်စုတစုနဲ့တစုပုံစံတူတရွက်ရချိထားခြင်းမရှိပေါ့နော်အပြန်အလှန်တစ်ဖွဲ့နဲ့တစ်ဖွဲ့စစ်ဆေးမယ်ပေါ့နော်တစ်ခါကျရင်အကြီးနဲ့အသေးနဲ့ရိုးပြီးတော့အုပ်စုဖွဲ့မိလားမဖွဲ့မိဘူးလားအဲ့လိုပေါ့နော်အပြန်အလှန်ပြန်စစ်ဆေးခိုင်းပါမယ်အနားယူခြင်းဒါကတော့ကြောင်တက်ချိန်အနားယူတဲ့အချိန်ဖြစ်ပါတယ်ဒီဆိုခြင်းဒီသင်ခန်းစာမှာရှေ့တရက်မှာသင်ခဲ့တဲ့ခေါင်းပခုံးနဲ့ဒူးချီဖျားဆိုတဲ့ကြပြလေးပြန်ပြီးတော့ဆရာနဲ့ကလေးနဲ့အတူတူရွတ်ဆိုပါမယ်တနေ့တာအနည်းချုပ်ကတော့တနေ့တာသင်ခန်းစာတွေကိုဆရာတစ်ဖက်အပြန်လဲအနည်းချုပ်ပါမယ်